ခြေလမ်းတစ်ချက်နင်းလိုက်ရုံဖြင့်မီဒီတစ်လုံးလေးလာမှာပါလူအုပ်စုလိုက်အပေါ်ကဖြတ်လျှောက်ရင်တော့ EV station ပန့်မှာရှိတဲ့ EV ကားတွေကိုအသွင်းပေးနိုင်မှာပါဒီနည်းပညာကိုတော့ဂျပန်ကုမ္ပဏီတစ်ခုကတီထွင်ထားတဲ့အပြင်တွင်းနိုင်တဲ့ကြံခင်းလျှက်စစ်ကြွေပြဖြစ်ပါတယ်တင်ကလျှက်စစ်ကြွေပြပေါ်တက်နှင်းလိုက်တဲ့အခါအောက်မှာရှိတဲ့ electric pack generator ဒီတင့်ခန္ဓာကိုယ်ကြီးအလေးချိန်ကိုကွန်ပျူတာစနစ်တို့ပြောင်းပေးမှာဖြစ်ပြီးတင်ဤခြေတလန်းတိုင်းဒီ9 ဝက်ခန့်အထိထုတ်လုပ်ပေးနိုင်မှာပဲဖြစ်ပါတယ်ဒါလေးကတော့ကြည့်ရတာဘာမှမဟုတ်ပေမဲ့ဒိုဂျိုမြို့လိုလူစီကားတဲ့မြို့ပြဒီမှာဆိုရင်တော့နေ့စဉ်တွာလာနေတဲ့ပြန်မြလူရည်ဒီအကျဉ်းကြီး35တိန်းထိကိုရှိပါတယ်တကယ်လို့ဒါလူထောင်တောင်းများစွာရဲ့ခြေလမ်းတွေကိုလက်စစ်စွမ်းရံဖြစ်တို့ပြောင်းလဲလိုက်ပြီဆိုပါက EV station ပန့်အတွက်စိတ်များစွာတက်တာစေမှာဖြစ်ပါတယ်ဤကဲ့သို့လက်စစ်ကျန်းခင်းကြွေပြများကိုပူရာယုံများနဲ့မိုးပြန်ကုန်းတရားတွေမှာစတင်အကောင့်ထဲပေါ်အတုံးပြုနေပြီဖြစ်ပါတယ်ပတ်ဝန်းကျင်ညဉ့်ညမ်းမှုလည်းမရှိစွမ်းရင်လည်းချွေတာရာရောက်ပြီးစွမ်းရင်တဖန်ပြန်လည်အတုံးချရေးကိုစင်ဆက်မပြတ်အတုံးပြုနိုင်မှာပဲဖြစ်ပါတယ်အကယ်လို့များဒီနည်းပညာဟာမြန်မာနိုင်ငံကိုရောက်ရှိလာမယ်ဆိုရင်ဘယ်နေရာတွေမှာခင်းပြီးသုံးချင်တာလဲဆိုတာကိုတော့ခေါင်းမမှာဆွေးနွေးပေးခဲ့ပါဦး